မင်္ဂလာပါဒီနေ့တော့လေးဘက်နာယောဂအကြောင်းကိုလိုတိုရှင်ရှင်းပြပေးသွားမှာပဲပထမဆုံးလေးဘက်နာဆိုတာဘာလဲပေါ့နော်လေးဘက်နာဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဆစ်တွေတချို့အင်္ဂါအစိတ်ပိုင်းတွေရောင်ရမ်းလာတဲ့ယောဂတစ်မျိုးလို့ပြောလို့ရတယ်အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ strep throat လို့ခေါ်တဲ့လေကြောင်းသားပိုး scarlet fever လို့ခေါ်တဲ့ပိုးကိုတေချာမကုသခဲ့လို့ဖြစ်တာပါနော်လေးဘက်နာကမကုဘဲနဲ့ထားခဲ့မယ်ဆိုလို့ကျွန်တော်ရေရှည်မှာဒီနှလုံးထိခိုက်တာမျိုးနှလုံးဆိုးရှင်တွေပျက်စီးတဲ့ယောဂမျိုးတွေနောက်ဆက်တွဲလိုက်လာနိုင်ပါတယ်ဒီတော့လေးဘက်နာယောဂဘာကြောင့်ဖြစ်တာလဲဆိုရင်အတိအကျပြောရရင်သူက group A streptococcus လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပေါ့နော်သူကကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကိုဝင်လာပြီဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ဓာတ်ရိုက်ဖြစ်စီတာမဟုတ်ဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီပိုးကိုတက်ဖို့အတွက်ကိုယ်ခံအားစနစ်ကနေဒီခုခံအားပစ္စည်းတွေထုတ်လာတယ်အဲ့ဒီထွက်လာတဲ့ခုခံအားပစ္စည်းကယောဂပိုးကိုလည်းသွားပြီးတော့တိုက်ခိုက်တယ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့tissue တွေပေါ့နော်အဲ့တော့နှလုံးတွေ acid တွေအရေပြားတွေကိုလည်းသွားပြီးတော့တိုက်ခိုက်တယ်အဲ့ဒီခါမှာဒီစိတ်ပိုင်းတွေကရောင်လာပြီးနာလာတာမျိုးလက္ခဏာတွေပေါ်လာတာကိုလေးဘက်နာလို့ခေါ်ပါတယ်လေးဘက်နာဘယ်လိုလူတွေဖြစ်တယ်လဲဆိုလို့ရှင်တော့အဓိကကလေးတွေပေါ့နော်အသက်9နှစ်ကနေ15နှစ်အတွင်းမှာတော့အများဆုံးဖြစ်နိုင်တယ်ဒါပေမဲ့လူကြီးတွေလည်းဖြစ်နိုင်ပါတယ်တချို့မှာကျတော့မျိုးရိုးဗီဇနော်ဒီလေးဘက်နာဖြစ်လွယ်တဲ့မျိုးရိုးဗီဇပါတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ပတ်ဝန်းကျင်ချင်းတွေပေါ့နော်အဓိကတော့ညစ်ပတ်တဲ့ပတ်ဝန်းကျင်တွေနောက်လူနေထူထပ်တဲ့နေရာတွေမှာဆိုရင်လေးဘက်နာကပို့ပြီးတော့ကူးစက်နိုင်တယ်လက္ခဏာတွေအနေနဲ့ဆိုတော့လေးဘက်နာကဒီပိုးဝင်ပြီးတော့နှစ်ဘက်ကနေလေးဘက်လောက်မှာစပြီးတော့လက္ခဏာပြလာတယ်ပေါ့နော်ဖျားမယ်အဆစ်မြစ်တွေနာကျင်ကြိုက်ခဲလာမယ်နောက်ပြီးခြေတွေလက်တွေဖောရောင်လာတာမျိုးတွေဖြစ်တတ်တယ်အဆစ်တွေနာတဲ့ခါကျလို့ရှိရင်အဆစ်တွေကတစ်ခုပြီးတစ်ခုပေါ့နော်တစ်ခုနာလိုက်တစ်ခုနာလိုက်နော်ပြောင်းလဲပြီးတော့နာတတ်တယ်ပြီးရင်ရင်ဘက်တွေအောင်းနာမောက်ပတ်နေတာမျိုးတွေဖြစ်တတ်တယ်နောက်အရေးပြားပေါ်မှာလည်းဒီအဖုအကျိတ်ကလေးတွေထွက်လာတာမျိုးအနီကွက်လေးထွက်လာတာမျိုးတွေပေါ်လာတတ်တယ်။နောက်ထူးခြားတဲ့လက္ခဏာတစ်ခုကစတန်ကိုရီးယားလို့ခေါ်တယ်။သူကကြတော့ဗာလဲဆိုတော့အလိုလျောက်ခန္ဓာကိုယ်ခြေတွေလက်တွေထိမ့်ချုပ်မှုမရှိဘဲနဲ့လှုပ်ရှားတာပေါ့နော်။စက္ကနဲလှုပ်ရှားတာမျိုးတွေချို့တွေမှာဆိုလို့ရှိရင်ဒီအလိုလိုနေနေငိုတာမျိုးရှိတာမျိုးတွေထဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့လေးဘက်နာမှာဘာတွေစစ်ဆေးရလဲခန္ဓာကိုယ်မှာရောင်ရမ်းမှုတွေဖြစ်လာတဲ့အခါမှာတက်လာတဲ့ CRP တို့ ESR တို့စစ်တာတွေရှိတယ်နောက်တစ်ခါကျတော့လေးဘက်နာပိုးပေါ့နော်လေးဘက်နာပိုးကြောင့်ဖြစ်လာတဲ့ antibody တွေ level ကိုတိုင်းတာမျိုးတွေလုပ်ရတယ်အဓိကစစ်ဆေးရတာတော့နှလုံးကိုစစ်တာပေါ့နော် ECG စစ်ရတယ်ခုကကျတော့ echocardio လို့ခေါ်တဲ့နှလုံးရဲ့သွေးစီးဆင်းမှုတွေကိုတိုင်းတာတာမျိုးတွေနှလုံးအဆုတ်ရှင်တွေစစ်ဆေးရမျိုးတွေလုပ်ရတတ်ပါတယ်ဒီလေးဘက်နာမှာကုသမှုအဓိကကတော့သူကဒီလေးဘက်နာပိုးတက်တဲ့ penicillin ပိုးသက်ဆေးပေါ့နော်ဒါမှမဟုတ်ရင်လည်း penicillin မတက်ရင်တော့တခြားပိုးသက်ဆေးတွေကိုအသက်22နှစ်လောက်ရောက်တဲ့အထိကလေးတွေမှာဆိုတိုက်ရတယ်တချို့တွေဆိုလို့ရှိရင်တော့9နှစ်လောက်ကြာတဲ့အထိတိုက်ရတာလည်းရှိတယ်လိုအပ်ချက်ရအကယ်၍10နှစ်အထိတောက်ရတာမျိုးလည်းရှိနိုင်တယ်တချို့ကြတော့လည်းဒီအဆင့်မြစ်တွေရောင်ရမ်းနေတဲ့အခါမှာအယောင်ကျစေး anti inflammatory ပေါ့အယောင်ကျစေးတဲ့ဆေးတွေပေးရတာမျိုးရှိတယ်။နောက်ခုနကတော့လိုမျိုးပုံမှန်မဟုတ်ဘဲနဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေခြေတွေလက်တွေလှုပ်ရှားနေတာမျိုးတွေရှိခဲ့မယ်ဆိုရင်တော့ valproic acid တို့ carbamazepine တို့လိုမျိုးဆေးတွေလည်းပေးရတာမျိုးရှိတယ်။အဲ့တော့အရေးကြီးတာတော့ဆရာဝန်နဲ့တေချာပြပြီးကုသမှုခံယူဖို့လိုတယ်။ပြီးတော့လို့ရှိရင်ကုသပြီးသွားပြီဆိုရင်တော့မှဒါ9နှစ်လောက်ဆေးတောက်ပြီးပြီဆိုရင်တော့မှနောက်ပိုင်းမှာလည်းဆရာဝန်နဲ့ပုံမှန်ပြပြီးတော့စစ်ဆေးနေဖို့လိုတယ်ပေါ့နော်။နားမလည်တာရှိရင်သိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်